မိတ်ဆွေများလုံးပဲမင်္ဂလာပါကျွန်တော် Michael Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ခွန်တောင်လုံးဘေးကွင်းမှာငွေချမဲ့နေလားအတိတ်ကိုမြောက်ပဲသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ခွန်တောင်လုံးဘေးကွင်းကနဲ့တရက်ကို1000 2000ဝင်ငွေအေးစေးချလို့ရတယ်မိတ်ဆွေတို့စိတ်ဝင်စားရင်ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဟုတ်ပြီကျွန်တော်ခွန်တောင်လုံးဘေးကွင်းမှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ပထမတည်းအကောက်ဖောက်ပြီးသားဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ပထမဆုံးအကောက်ဖောက်လို့ရှိရင် bonus ကတော့1000ရတယ်ပေါ့နော်ကျွန်တော်ပို့ထားတဲ့ link ကနေအကောက်ဖောက်ပါနော်အကောက်ဖောက်ပြီးမှ app ကို download ဆွဲပါနော်အဲ့ဒါမှငွေ1000 bonus ရမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီမှာဝင်ကုန်မှာဝင်သွားလိုက်မယ်ဟုတ်ပြီဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုဝင်ငွေရှာရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်ရှာပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီမှာကဏ္ဍ3လုံးကိုပေါင်းပါတာဖြစ်ပါတယ်နော်ဒီ ID နောက်ကကဏ္ဍ2လုံးရဲ့ဒီမှာကြားထားတဲ့ကဏ္ဍ1လုံးပေါ့နော်အဲ့ဒီ3လုံးကိုပေါင်းပြီးတော့ပတ်စံရှာမှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ပေါင်းပြပါမယ်ဟုတ်ပြီကျွန်တော်ကဏ္ဍပေါင်းလိုက်မယ်တိရဲ့ရှာရပေါင်းခွန်းရဲ့ပေါင်းစစ်လေကြတော့အတေကဏ္ဍပေါ့နော်ဟုတ်ပြီကျွန်တော်အတေပေါ်100ထိုးလိုက်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီမှာကြတော့အချောင်းဖြစ်ရင်3ဇက်လိုက်ပြီးထိုးရမှာဖြစ်ပါတယ်နော်ဇာလိုက်နိုင်မှာအနိုင်ဖြစ်မှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ငွေ1000တွင်းပြီးတော့တစ်ကြိမ်ကို900 1000မထိုးပါနဲ့နော်အဲ့လိုထိုးလို့ကြတော့ကျွန်တော်တို့အနိုင်မဖြစ်ဘူးပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်နိုင်သွားပြီပေါ့နော်ဟုတ်ပြီကျွန်တော်ထပ်ပြီးတော့ကဏ္ဍ3လုံးကိုပေါင်းလိုက်မယ်ခွင့်ရ1ရက်ပေါင်း8ရဲ့1ရက်ပေါင်း9ကြတော့အကြည့်ကဏ္ဍပေါ့နော်ဟုတ်ပြီကျွန်တော်အကြည့်ပေါ်100ထိုးလိုက်မယ်မိတ်ဆွေတို့ဒီမှာပေါ့နော်ဟုတ်ပြီဒါတော့ကျွန်တော်ဥပမာကစားပြတယ်ပေါ့နော်မိတ်ဆွေတို့ကငွေမိများတွင်းလိုက်လို့ရှိရင်ဇာလိုက်ရတာအဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ရှောင်သွားပြီပေါ့နော်ရတယ်ဘာမှမဖြစ်ဘူးကျွန်တော်ဒီတစ်ခါ3ဇက်လိုက်ပြီထုံးပြီပေါ့နော်ဟုတ်ပြီ1ရဲ့8ရဲ့ပေါင်း9ရဲ့1ရဲ့ပေါင်း10ပေါ့နော်10ကြတော့အသေးကဏ္ဍပေါ့နော်ဟုတ်ပြီအသေးပေါ်ကျွန်တော်3ဇက်လိုက်မယ်ပေါ့နော်ခုနကကျွန်တော်100ရှုံးသွားတယ်ပေါ့နော်ကျွန်တော်ဒုတိယအချိန်3ဇက်လိုက်ပြီးထိုးထားတယ်ပေါ့နော်ကြည့်အောင်ပါဖြစ်လေပေါ့နော်ကဲအကြည့်ဖြစ်တယ်ပေါ့နော်ရတယ်ဘာမှမဖြစ်ဘူးကျွန်တော်ရှောင်သွားပြီပေါ့နော်ဟုတ်ပြီကျွန်တော်ဒီကအဲ့ဒီ3ဇာကို3ဇာထပ်ပြီးတော့လိုက်မယ်ပေါ့နော်ဟုတ်ပြီ1ရဲ့9ရဲ့ပေါင်း10ရဲ့8ရဲ့ပေါင်း18ပေါ့နော်18ကြတော့အကြည့်ကဏ္ဍပေါ့နော်ဟုတ်ပြီအကြည့်ပေါ်ကျွန်တော်9ဇာလိုက်ပေါ့နော်ခုနကျွန်တော်300ချောင်းထားတယ်ပေါ့နော်အဲ့ဒီ300ကိုကျွန်တော်3ဇာလိုက်ထားတယ်ပေါ့နော်900ဟုတ်ပြီကြည့်အောင်ပါဖြစ်လေပေါ့နော်ကဲမိတ်ဆွေတို့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်နိုင်သွားပြီပေါ့နော်ဟုတ်ပြီဒီလိုပဲမိတ်ဆွေတို့ကဇာလိုက်ပြီးဆိုရမှာဖြစ်ပါတယ်နော်အရှုံးပြင်းဇာလိုက်ပါနော်ကျွန်တော်ဒီကဏ္ဍ3လုံးကိုပေါင်းပြီးတော့ထောက်ရမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်ခလာထွန်းနေပညာတစ်ခုပေါ့နော်ဟုတ်ပြီဒီကဏ္ဍ2လုံးပေါ့နော်ဟုတ်ပြီဒီကြားထားတဲ့ကဏ္ဍ1လုံးပေါ့နော်အဲ့ဒီ3လုံးကိုပေါင်းပြီးတော့ကျွန်တော်တို့ပတ်စံထောက်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအရန်ကိုလောပါမကြည့်ပါနဲ့မိတ်ဆွေတို့1000 2000တွင်းလိုက်လို့ရှိရင်10-20နဲ့ပဲလှုပ်ပါစော့ပါနော်ဟုတ်ပြီ1000တွင်းပြီးတော့900 1000နဲ့မထိုးပါနဲ့တစ်ချိန်ကို900 1000မထိုးပါနဲ့အဲ့လိုထိုးလို့ကြတော့မိတ်ဆွေတို့ကခြုံသွားရင်ပေါ့နော်ဟုတ်ပြီပတ်စံအလကားဖြစ်သွားရင်ပေါ့နော်အဲ့ကြောင့်မလို့မိတ်ဆွေတို့က1000 2000တွင်းထားတယ်ဆိုရင်10-20နဲ့လှုပ်ပါ3သိန်း2သိန်းတွင်းထားတယ်ဆိုရင်100 200နဲ့စော်လို့ရတယ်ပေါ့နော်ဝင်ရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် Michael Channel ကိုအခုထိ subscribe မလုပ်သေးတဲ့ subscribe လေးလုပ်ထားပါမိတ်ဆွေတို့စိတ်ဝင်စားတယ်လှုပ်ရှင်တယ်ဆိုရင်ကျွန်တော် comment မှာခွန်တောင်လုံးပေးဝင်ပို့ပေးထားလိုက်ပါမိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့အကောက်ဖောက်လိုက်ပါအကောက်ဖောက်ပြီးတော့ငွေသွင်းလိုက်ပါငွေသွင်းမှငွေချရတာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့တကူကူအစင်မပြေတာရှင်ကျွန်တော် Telegram channel ကို join ထားပါဟုတ်ပြီ